ပိုင်းကုန်ရဲ့အစမှာတော့ကကြီးတယောက်ကအစာရှာနေခဲ့ပြီးပီယိုကိုတယောက်ကတော့တဲတဲဆော်နေခဲ့ပါတယ်။အဲလစ်ကလည်းကြက်တွေကပိုးကောင်းနေတဲ့အညစ်အကြေးတွေကိုတန့်စင်မှုအတွက်တစ်ပတ်တစ်ခါလောက်တော့တဲလူတင်ညောင်ကိုရှင်းပြနေခဲ့ပါတယ်။ဒါဟာလူတွေချိုးကြသလိုပဲဖြစ်ပြီးသူတို့အထက်တန်းသားမိန်းမတွေကတော့တဲမလူရေမွေးပဲသုံးနေဆိုပြီးသုံးပြနေခဲ့ပါတယ်။ထို့အချိန်မှာပဲခုနှစ်ကောင်ရောက်လာခဲ့ပြီးမိစ္ဆာနှိမ်နှင်းသူတွေလားဆိုပြီးတော့ကကြီးတို့အဖွဲ့ကိုလာမိတ်ဆက်ပါတယ်။အခုဆိုရင်ကကြီးတို့ပွဲဟာလူလောကမှာလည်းမဟုတ်ပဲခိုရီလောကမှာလည်းအရန်နာမည်ကြီးနေပြီလို့ခုနှစ်ကောင်ကပြောနေပါတယ်။ KG ကတော့ရှက်နေခဲ့ပြီးထို့အချိန်မှာပဲခုနှစ်ကောင်ကသူတို့နဲ့ဒိတ်လုပ်ပေးနိုင်မလားဆိုပြီးမေးလာပါတယ်။အဲလစ်ကလည်းဒိတ်တယ်ဆိုတာကလူတွေလုပ်တဲ့အလုပ်မဟုတ်ဘူးလားဆိုပြီးမေးလိုက်ပါတယ်။ခိုရီကတော့ဒိတ်တယ်ဆိုတာကအခုဆိုရင်ခိုလောကမှာလည်းအရန်နာမည်ကြီးနေပြီလို့ပြောပါတယ်။အခုပွဲက3ယောက်စီဒိတ်ကြမှာဖြစ်ပြီးသူတို့ဘက်ကခိုတစ်ကောင်ကအလုံးမအားတာကြောင့်သူ့နေရာမှာ KG ကိုအစားဝင်ပေးနိုင်မလားဆိုပြီးမေးနေပါတယ်။ KG ကတော့ခိုမတွေကိုလုံးဝစိတ်ဝင်စားတာကြောင့်မလိုက်နိုင်ဘူးဆိုပြီးညင်းနေခဲ့ပါတယ်။ခုနှစ်ကောင်ကလည်းအတင်းခုံနေခဲ့ပြီးအဲလစ်ကတော့ပျော်ပွဲရှင်ပွဲဖြစ်တာကြောင့်လိုက်သားတင်နေဆိုပြီး KG ကိုအကြံပေးနေပါတယ်။ညင်းမရတဲ့အဆုံးမှာတော့ KG လည်းခုနှစ်ကောင်နဲ့တူလိုက်သားခဲ့ရပါပြီ။ဟိုရောက်တော့ခိုမ3ကောင်ကသူတို့ group date ကိုကြက်တကောင်ပါလာတဲ့အတွက်ကြောင့်မို့စိတ်ပြနေကြပါတယ်။ခုနှစ်ကောင်ကတော့သူကနှစ်ဆုံးနေနေသူချက်ပါကြီးဖြစ်တာကြောင့်ဒါတော့မသိဘူးလားဆိုပြီးမေးနေပါတယ်။ခိုမတွေကတော့ KG ကိုတယောက်မှမသိကြတဲ့အပြင်ဟိုချက်တွေကရုပ်ဆိုးပြီးမပြန်နိုင်ကြဘူးဆိုပြီးတော့ခိုမတစ်ကောင်ကထားပြောပါတယ်။နောက်တစ်ကောင်ကလည်းချက်တွေကအတန်အရန်ဆိုပြီးဆွဲဆောင်မှုလည်းမရှိကြဘူးဆိုပြီးပေါ်တင်းပလိန်နေခဲ့တာကြောင့် KG တယောက်ကတော့တင်းနေခဲ့ရပါပြီ။ပီယိုကိုနဲ့အဲလစ်ကတော့ကိုမရီရဲ့ဒီစကားဟာချက်တွေရဲ့ဂုံတိတ်ကိုကြားသေးတာကြောင့်လုံးဝသိမခံနိုင်ဘူးလို့ပြောနေကြပြီးချက်တွေဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာကိုလက်တွေ့ပြလိုက်ဖို့ကိုလည်း KG ကိုမှားနေကြပါတယ်။ KG ကလည်းဒီပွဲဟာချက်တကောင်ရဲ့ဂုံတိတ်ကနဲ့သက်ဆိုင်နေတာကြောင့်သူဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာကိုလက်တွေ့ပြတော့မယ်လို့ပြောပါတယ်။သူ့ကိုကိုမရီအားလုံးကကြွေသွားမှဖြစ်တာကြောင့်သူ့တာဝန်ထားလိုက်ဖို့ကိုလည်းပြောနေခဲ့ပါတယ်။အဲ့လိုနဲ့ဂရုတွေလေးကစတင်ခဲ့ပါပြီ။ကိုထီနှစ်ကောင်ကလည်းသူတို့နမီတွေကိုစတင်မိတ်ဆက်နေကြပါတယ်။ကိုမတွေကလည်းသူတို့နမီတွေကိုအပြန်အလှန်မိတ်ဆက်နေကြပြီး KG အလက်ရောက်လာခဲ့ပါတယ်။ KG ကလည်းခုံနေပေါ်တက်ပြီးဆွဲဆောင်မှုအပြည့်ရှိအောင်လို့နမီကိုမိတ်ဆက်ခဲ့ပေမဲ့လည်းဆွဲဆောင်မှုမရှိတဲ့ပြင်ဟိုရွံစရာကောင်းတယ်လို့ကိုမတွေကပြောတာကြောင့် KG တယောက်ကတော့တော်တော်ကြီးဟတ်ထီသွားခဲ့ရပါပြီ။ကိုပိုင်စွမ်းရည်တွေမိတ်ဆက်တဲ့အခါမှာတော့ခိုရီကမီတာ100အထိကိုပြန်သွားလဲအိမ်ပြန်လောက်မှတ်မိတာကြောင့်ညံကောင်းကြတယ်လို့ခိုထီနှစ်ကောင်ကပြောနေကြပါတယ်။ဒီအချိန်မှာပဲအဲလစ်ကတော့နင်းရဲ့စွမ်းရည်ကိုပြရတော့မယ့်အခွင့်အရေးပဲလို့ KG ကိုတော်တော်လေးပြောလိုက်ပါတယ်။ KG ကလည်းငါတို့ချက်တွေကမနက်စောစောထားတယ်အတန်အကျယ်ကြီးလက်တွန်းနေတယ်ဆိုပြီးတော့ပြန်ကြွားပါတယ်။ခိုမတွေကလည်းမနက်ခင်းဆိုချက်တွန်တန်ကနားကြီးပြီးစိတ်အနှောက်ယှက်လေးဖြစ်ရတယ်လို့ပြောတာကြောင့် KG ကလည်းငါတို့ကအပြေးလဲမြန်နေဆိုပြီးပြန်ပြောပါတယ်။ကိုမတွေကလည်းငါတို့ပြန်တာကပုံမိမိပုံမြန်တယ်လို့ပြောလိုက်တာကြောင့် KG တယောက်ကတော့တင်းလာခဲ့ပြီးစပွဲကုန်းတွေပါဖျက်ဆီးပြီးလှည့်ထွက်လာခဲ့ပါတယ်။ထို့အချိန်မှာတော့ယောက်ျားပိသားတဲ့ KG ကိုကိုမတွေအားလုံးကကြွေကုန်ကြပါပြီ။ကိုမတွေလည်း KG ကိုဝိုင်းလူနေကြပြီးတော့တဝင်းတိုးတဲ့အဲလစ်ကလည်းသူက3စက္ကန့်ပဲကြာတယ်ဆိုပြီးပြောချလိုက်ပါတယ်။ KG ကလည်းသူ့ကိုအဲ့လိုပြောလို့အဲလစ်ကိုစိတ်ဆိုးနေခဲ့ပြီးကိုမတွေကလည်းစစ်ပစ်စရာကောင်းတယ်လို့ပြောပြီးပြန်ကုန်ကြပါပြီ။ညနေရောက်တဲ့အခါမှာတော့အဲလစ်တယောက်သူပြောမိတဲ့စကားအတွက် KG ကိုတောင်းပန်နေခဲ့ပါတယ်။ KG ကတော့သူကခိုမတွေကိုလုံးဝစိတ်ဝင်စားတာကြောင့်ကိစ္စမရှိဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ပီယိုကိုကတော့အဲလစ်ကိုပြဿနာရှာနေရင်ခုံမော်ကနေပြုတ်ကျသွားတာကြောင့်အမျိုးသမီးတယောက်ကအချိန်မီဖမ်းပေးခဲ့ပြီးနောက်တစ်ခါဆိုသူ့ကိုတေချာကာကွယ်ဖို့ကမှားပြီးထွက်သွားခဲ့ပါတယ်။ဂိုးတောင်တစ်ခုထဲမှာတော့ချက်ပတ်နှစ်ကောင်ကမိတ်ဆက်အုပ်အနိုင်ကျင့်တာကိုခံနေရပါတယ်။ဖန်စီခံထားရတဲ့ချက်ဖာကြီးတစ်ကောင်ကကေဆူကေးဆိုတဲ့ချက်ဖာကိုသူ့ကိုထားခဲ့ပြီးထွက်ပြေးခိုင်းနေခဲ့ပါတယ်။ကေဆူကေးကလည်းတပ်ပြန်လာခဲ့ပါမယ်အဖေလို့ပြောပြီးဒဏ်ရာတွေနဲ့ထွက်ပြေးသွားခဲ့ရပါပြီ။ထို့အချိန်နောက်ကလိုက်ဖမ်းဖို့လုပ်နေတဲ့မိတ်ဆက်တချို့ကိုလည်းမိတ်ဆက်တစ်ကောင်ကတားလိုက်ပါတယ်။ကမ်းခြေတစ်ခုမှာတော့အဲလစ်တယောက်ငါးဟင်းကိုချက်နေခဲ့ပြီးငါ့ကိုဘယ်လိုမြားခဲ့လဲလို့ KG ကမေးနေခဲ့ပါတယ်။အဲလစ်ကတော့သူ့ရဲ့လျှက်စစ်တုံးနဲ့ရှော့တိုက်ပြီးဖမ်းလို့ရကြောင်းကိုရှင်းပြလိုက်ပါတယ်။ပီယိုကိုတယောက်ကတော့သူလည်းဖမ်းနေဆိုပြီးတော့မနိုင်တနိုင်နဲ့လျှက်စစ်တုံးကိုမနေခဲ့ပါတယ်။အဲလစ်ရဲ့ငါးဟင်းချက်သွားတဲ့အချိန်မှာတော့ KG ကစားလို့ရရလားလို့မေးလိုက်ပါတယ်။အဲလစ်ကတော့ဟင်းချက်တာကသူ့ရဲ့ပါရမီလို့ပြန်ပြောပါတယ်။ KG ကလည်းအရေးဆုံးအနှဲငယ်စားကြည့်လိုက်တဲ့အခါမှာတော့အရန်ကောင်းလို့နေတာကြောင့်တိမ်မော်တော်လှင်းသွားခဲ့ရပါပြီ။နောက်တော့ KG ကဟင်းပွဲတွေကိုကြည့်ပြီးသူ့ဟင်းပွဲကအသေးဆုံးပဲလို့ပြန်ပြောပါတယ်။အဲလစ်ကတော့ညီတူညီမျှခွဲပြီးတာမို့အကုန်အတူတူပဲလို့ပြောနေပါတယ်။ KG ကတော့သူ့ဟင်းကဒေါင်းလီကနည်းနည်းပဲ့နေတာကြောင့်နောက်ဟင်းတစ်ပွဲထပ်ပေးရမယ်ဆိုပြီးအထွတ်တက်နေခဲ့ပါတယ်။အဲလစ်နဲ့ KG တို့ပြဿနာတက်နေတဲ့အချိန်မှာပဲပီယိုကိုလေးကတော့သူ့ပိုင်းမစားတာကြောင့်သူ့ဟင်းပွဲကိုယူစားလိုက်ဖို့ KG ကိုပြောနေပါတယ်။ KG လည်းမငင်းမဲနဲ့ခလီးဟင်းကိုစားလိုက်တာကြောင့်အဲလစ်တယောက်ကတော့ခလီးဟာကိုစားလို့ဆိုပြီး KG ကိုအပြစ်တင်နေခဲ့ပါတယ်။သူတို့နှစ်ယောက်ပြဿနာတက်နေတဲ့အချိန်ပီယိုကိုလေးကတော့တယောက်ထပ်သွားခဲ့ပါတယ်။လမ်းဘေးတစ်နေရာမှာတော့အကောင်ကြီးတဲ့အိမ်မြောက်3ကောင်ကအကောင်သေးတဲ့အိမ်မြောက်တစ်ကောင်ကိုအနိုင်ကျင့်နေကြပါတယ်။ထို့အချိန်မှာပဲပီယိုကိုတယောက်ကနေထုနိုင်အကွက်နဲ့ဝင်သွားပြီးထိသွားသေးလားလို့အိမ်မြောက်လေးကိုမေးလိုက်ပါတယ်။အနိုင်ကျင့်နေတဲ့3ကောင်ကလည်းမင်းနဲ့ပတ်ဆိုင်လူလေဆိုပြီးပီယိုကိုမေးလိုက်ပါတယ်
ပြီးကိုကတော့သူ့ကြောကုန်းကစာသားကိုပြပြီးတော့သူကအားနေတဲ့သူတွေကိုကာကွယ်ရမှသူ့တာဝန်ပဲလို့ပြန်ပြောပါတယ်အိမ်မြောင်သုံးကောင်ကပြေးပြီးတိုက်ခိုက်ပင်မဲ့လည်းအကောင်အရွယ်စားရင်ကွာနေတာကြောင့်ပြီးကိုရဲ့ကင်ပေါက်ပြီးတက်နေတာကိုပဲခံလိုက်ရပါတယ်နောက်တော့ပြီးကိုကမကောင်းတာလုပ်မယ်ဆိုရင်တိကျစဉ်းစားဖို့အိမ်မြောင်သုံးကောင်ကိုမှားနေပါတယ်နှစ်ကောင်ကတော့မှောက်နေခဲ့ပြီးမမှောက်သေးတဲ့တစ်ကောင်ကတော့ဒေါသတွေထွက်နေပါတယ်ဒါကိုပြီးကိုကစောက်ခွက်ပြောင်ပြီးဖင်ကိုတဖင်းဖျန်းနဲ့ပုတ်ပြနေတာကြောင့်ဒေါသတွေအရန်ထွက်ပြီးတိမခံနိုင်တော့တဲ့အဆုံးမှာတော့အိမ်မြောင်လည်းသူ့ရဲ့ဒေါသစိတ်ကြောင့်မိစ္ဆာကြီးအသွင်ကိုပြောင်းလဲသွားပြီးပြီးကိုအသေးအံလိုက်ပြီးတိုက်ခိုက်ပါတော့တယ်ပြီးကိုတယောက်လည်းမိစ္ဆာတိုက်ခိုက်မှုတွေကိုရှောင်တင်းပြေးနေကြရပါပြီနောက်တော့ကားပွဲအောက်မှာဝင်ပုန်းပြီးမိစ္ဆာကိုမျက်ခြေဖြတ်နိုင်ခဲ့ပါတယ်သူလွတ်သွားပြီးထင်ပြီးထွက်လာတဲ့အခါမှာတော့သူကင်ထားတာကမိစ္ဆာချက်တော့ကြီးဖြစ်နေခဲ့ပြီးမိစ္ဆာစားရတာကိုခံရတော့မယ့်အချိန်မှာပဲ KG နဲ့အဲလီတို့ကအချိန်မီရောက်လာခဲ့ပြီးမိစ္ဆာကိုအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ထိခိုက်သားသေးလားလို့အဲလီကမေးလိုက်ပြင်မဲ့လည်းပြီးကိုတယောက်ကတော့ဘာမှမပြောဘဲနဲ့ထွက်သွားခဲ့ပါတယ်။နောက်တော့သူတယောက်တည်းထိုင်နေခဲ့ပြီးသူကအားနဲ့လွန်းတာကြောင့်အဖွဲအတွက်ဝင်ထုတ်ဝင်ပိုးဖြစ်နေရတဲ့အပေါ်မှာစိတ်မကောင်းဖြစ်နေခဲ့တာပါ။အနောက်မှာတော့ KG တို့နှစ်ယောက်ရှိနေကြပြီးအဲလီကတခုခုကိုစိုးရိမ်နေတယ်လို့ KG ကိုပြောနေပါတယ်။အဲ့ဒါကတော့ပီယိုကိုအခုဆိုရင်သူတို့နဲ့နေလာတာတလားတောင်ရှိပြီဖြစ်ပြီးအခုချိန်ထိအကောင်ကကြီးမလာလို့ပါသူတို့စကားကောင်းနေကြတဲ့အချိန်မှာပဲသူတို့နောက်ကိုဒဏ်ရာတွေအပြင်းအထန်ရတာတဲ့ကြက်ဖတ်တစ်ကောင်ရောက်လာပါတယ် KG ကမင်းဘသူလဲလို့မေးလိုက်တဲ့အခါမှာပဲကျွန်တော်နောက်ဆုံးတော့ခမရကိုတွေ့ပြီးကိုကြီးလို့ပြောပြီးထိုးချက်ဖတ်တဲ့သတိမိသွားခဲ့ပါတယ်အဲလစ်ကတော့ဒဏ်ရာတွေအတွက်စိုးရိမ်နေခဲ့ပြီး KG ကတော့တခုခုကိုတွေးနေပြီဒီပိုင်းလေးကပြီးသွားခဲ့ပါတယ်